ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်မှော်မြို့နယ်ဆော်တော်ကြီးရွာအုပ်စုကရင်ရိုးကြီးရွာအတွင်းမှာရှိတဲ့ဗုဒ္ဓဂုံသာနာစောင့်ရှောက်ရေးအဖွဲ့ဗုဒ္ဓဂုံမဂုတ်ပဒနာရိပ်သာအဖွဲ့ခွဲ940ဦးစင်းကျောင်းမှာမဂုတ်ပဒနာနဲ့သာနာပြုသင်တန်းတွေလည်းဖွင့်ပေးနေပါတယ်မနစ်ကတစ်ချိန်ဖွင့်ပြီးတာဖြစ်တဲ့အတွက်ဒီကနေ့နှစ်ဦး2022မှာဦးစင်းလည်းဖွင့်နိုင်အောင်ကြိုးစားခြင်းတယ်ဒါကြောင့်ဦးစင်းကျောင်းမှာအခုဆိုရင်ဒါမုတ်ဦးတွေနဲ့တူတကားပေါက်တွေရှိနေပြီဒါကတခါကြီးဥဒထုံဦးလူစမ်းတာဒီနေ့ဦးစင်းဒါကိုပြောပြချင်တာကဦးစင်းကျောင်းရဲ့လမ်းလေးကလည်းကောင်းသွားပြီလူရှင်တွေရဲ့စေနာနဲ့တရွာလုံးရဲ့လမ်းတွေအားလုံးဒီလိုကွန်ကရစ်တွေဖြစ်သွားကြပြီဘုရားကွင်ဆရာတော်ရဲ့မဟာတရမဇောတိကဒသနဲ့အတူမဟာတရမဇောတိကဒသလမ်းတော်ကြီးလည်းပြီးသွားပြီအားလုံးတရွာလုံးကိုလမ်းပြီးသွားပြီနိုင်ငံတော်လူရန်နဲ့ငွေနဲ့အတူစားခဲ့တဲ့ဦးစင်းတို့ရဲ့ဒီကျောင်းမှာဒီလမ်းကိုတော့ကိုစိတ်နဲ့ကိုခင်းပြီးတော့ကိုတကားတကမတွေနဲ့စီစဉ်ခဲ့တာပါဒါကတော့ဦးစင်းကျောင်းနဲ့ဝင်တဲ့လမ်းမှာဟိုကဒါမိန်းလမ်းဦးစင်းကဦးစင်းကျောင်းနဲ့လမ်းမခင်းနိုင်သေးဘူးမခင်းနိုင်သေးဘူးဆိုတာတဲ့မခင်းပြလောက်ဖူးလို့ပဲပြောရင်လည်းမှန်မလားမသိဘူးဒီလမ်းလေးမှာဈဉ္ဉံလေးတွေရှောက်ကောင်းနေလို့ပေါ့ဒါလို့ကွန်ကရစ်လမ်းပေါ်ဈဉ္ဉံရှောက်ထားတဲ့ဆိုင်ဦးစင်းဒီလမ်းလေးပေါ်ဈဉ္ဉံရှောက်တာဖရက်ကလေးချွတ်ပြီးရှောက်ရင်ကျမကြီးအတွက်ကောင်းတယ်ပြောချင်တာဒီလောက်အရှိကြီးလမ်းစုံဟိုးထိတ်မှာဦးစင်းနဂီုံဖျားလေးတည့်ကျင်ပါတယ်တန်ခါတစ်ပါးအနေနဲ့ဖျားတဲ့ကျောင်းဆောက်ဆိုတာလွန်မမြတ်တဲ့အလုပ်တွေလို့ပြောလို့ရပါပြီမဲ့ဦးစင်းကတော့ဒီနဂီုံဖျားတွေဟိုမနေ့ကဒေးစွန်မှာတော့လဲနဂီုံဖျားတွေမြတ်စွာဘုရားရဲ့ဘဝဇက်လမ်းထဲမှာလဲနဂါကိုနိုင်အောင်အောင်ကြီးရှိပါတဲ့ကရှိခဲ့တယ်လို့မြတ်စွာဘုရားရဲ့ဖျားဖြစ်စဉ်မှာလဲမွတ်စလင်နာအိမ်မှာနဂါတို့ဤစောင့်ရှောက်မှုကိုခံခဲ့ရတာရှိတယ်ဒေါသမှန်ပြင်းတဲ့နဂါးတွေနဲ့ဘဝတွေဆက်နေကြတဲ့နဂဇက်တွေတိုက်ဆက်တွေကလည်းပြောသံကြားရတယ်ဆိုတော့ဦးစင်းလည်းဒီဓမ္မယုံလေးနဲ့အတူဦးစင်းမော်ဒေါသတွေထွက်နေကြတဲ့သူတွေကိုဦးစင်းကအနိုင်မယူလို့ပါဘူးမေတ္တာတရားနဲ့ပဲဦးစင်းရဲ့တရားရည်အမြတ်စီးကိုတိုက်ကြွေးကြပါတယ်ဒါကြောင့်ဦးစင်းဘောရကွင်ဆရာတော်ဒီလမ်းလေကောင်းတဲ့အဆိုးဟိုးအကြောင်းထဲမှာ6ကလေးရှိပါတယ်အဲ့မှာငကယုံတဲဖို့ဦးစင်းစိတ်ကူးရှိပါတယ်အဲ့ဒါဆေးအလူရှင်ဒကမလေးမသဇင်မိုးဆေးဆရာမဆေးကုသိုလ်တွေကိုတောင်းယူနေတဲ့တောင်းခံဆရာမဒေါ်သဇင်မိုးကလည်းဖုံးမွဲအဲ့လေးတင်ကောင်းပါပဲဆိုဦးစင်းမတို့လမ်းနေဖွင့်ထားပါတယ်ဝက်လန်းဒီဘက်လန်း6သွယ်ရှိပါတယ်ဒါလမ်းမကြီးက4သွယ်မှာဒါအလဲလမ်းမှာဆိုတော့ဒါတွေအားလုံးဟိုနောက်မှာလည်းလမ်းတစ်လမ်းရှိသလိုဒီ6သွယ်ကလည်းအမှန်နဲ့ပြောရင်အာယုံ6ပါးတကား6ပေါ့အဲ့သဘောနဲ့လှုပ်ထားတာဖြစ်သလိုလမ်းမကြီး4သွယ်ကလည်းနေဇဒုက္ခအနတ္တအတုဘာဆိုတဲ့လက္ခဏာကြီး4ပါးပေါ့နော်လက္ခဏာကြီး3ပါးအခြေခံပြီးတော့ဖြစ်တဲ့သဘောလေးနဲ့ဦးဇင်းလှုပ်ထားတာပါဒီတော့ပဲဆိုကားမူဦးဇင်းဒီငကေုံတဲဖို့အတွက်ကိုအာယုံပြုပြီးတော့ဒီကနေ့ဦးဇင်းကိုတိမ်လားဆောက်ပြီးတဲ့ဒကာကြီးဦးဟန်တိန်ကလည်းဒီနဂါးရီနဲ့နတ်တွေတရားတွေသူတို့စိတ်ဝင်စားလက်ခံပြီးတော့သူတို့ကြိုးစားပြီးဆောက်ကြပါတော့မှာပါအလူရှင်တွေကလည်းသူစုပေါင်းအလူဖြစ်နေပဲသူကြိုးစားပါတဲ့ဒါသိအောင်ပြလိုက်တာပါဘာကြောင့်စုပေါင်းအလူနဲ့ကြိုးစားပါဆိုတော့ဟိုသူများတွေလည်းပါသိကျင်လို့ပါတဲ့ဘယ်မှမရှိရင်တပြည့်တယောက်တည်းလှူဆိုနေလှူမှာပါဆိုတဲ့ဒကာကြီးဦးဟန်သိန်းရဲ့စေနာနဲ့အတူငွေကြေးတော့ဦးစင်းသမီးလေးကိုကင်မှာခုနဆေးတောင်ကမတ်စမိုးကကင်လိုက်ပါလို့ပြောတော့သမီးလေးစမိုးလည်းသူလည်းလှုပ်တော့လှုပ်ပါလိမ့်မယ်ဒါပေမဲ့ဦးစင်းတို့ကြောင်းနဲ့မအပ်ဆက်တဲ့အလုပ်တွေဦးစင်းတို့မလုပ်ချင်မပါဝင်တာကောင်းတယ်ဦးစင်းတို့ကိုယ်နဲ့ဝှထုငွေကြေးမကင်တော့ပဲနေတဲ့ရဟန်းဖြစ်နေတဲ့အတွက်အလွန်ကုန်မွန်မြတ်တဲ့ကုသိုလ်တွေကိုလည်းဖြစ်စေချင်လို့တင်ပြတာပါအခုလက်စီတော့ဦးဇင်းတို့ဒီဇိုင်းနဲ့ပုံချမ်းတော့စတင်ဆွဲနေပါပြီသို့တော့ဘောရကွင်ဆရာတော်ကျောင်းမှာရှိခိုက်မှာဒါလေးကိုမှတ်တမ်းတင်ရင်တိုက်ဆက်ငကားဆက်ဓာတ်ဆက်နတ်ဆက်ဒီဦးဇင်းမပြောလို့ပါဒါပေမဲ့ဒီဦးဇင်းရဲ့ဖျားမှာပဲတိုက်ဆွဲနတ်ဆွဲဓာတ်ဆွဲတွေပြုတ်သွားအောင်အဆွဲပြုတ်တဲ့ဖျားလေးအနေနဲ့မြည်သူမဆိုလာရောက်ရှင်ခိုးပြီးတော့သစ္စာစုပန်ကဘဝမှာမှားခဲ့တာရှိရင်ဒေါသတွေကြောင့်တင့်ခဲ့တဲ့အမှားတွေကိုပြန်လဲချေဖြက်သစ္စာနဲ့အားလုံးဇတ်သိနိဗ္ဗာန်ကိန်းစေခြင်းတို့ဘုရားကွင်ဆရာတော်ကအခုနဂါယုံလေးတယ်မှာကိုအာယဝန္တာတင်ပြလိုပါတယ်ဒါကတော့ငကြုံဒီမှာအဲ့ဒါတွေကိုဖြိုလိုက်မှာဒီကအပင်တွေကိုဖယ်လိုက်မှာဒီမှာစဝါးတွေခုတ်ပြီးပေါ့အဲ့ဝါးတွေခုတ်ပြီးဒီအဲ့ချောင်းအလယ်မှာထည့်မှာဟိုမှာဟိုအလယ်ကမှစိုက်ထားတဲ့တိုင်လေးက
ဒီအိုက်တိုင်လေးရဲ့အခြေကဒီတိုင်အခြေကနေပြီးတော့ကလတ်တင်လာမှာပါသူကချောင်းထဲမှာလည်းဖြစ်တယ်ရေတွေကလိုက်မစီးနေမြင်တွေ့တဲ့အတိုင်းပဲမိုးထဲမှာရေလေးလိုက်မနွေမှာဆိုတော့တန်ကြီးရောက်နေထနေတယ်ဦးဇင်းတို့ကရေစိုးချောင်းလို့ပြောရမယ်ငမိုးချောင်းရဲ့အဖျားလို့လဲဆိုရမယ်ဒီချောင်းတွေတွဲစီးလာတဲ့ငမိုးချောင်းကြီးဖြစ်ပေါ်လာတဲ့နေရာဟာဦးဇင်းအလွန်ကြိုက်လို့တိမ်မရှိခင်မှာတိဆောက်ခဲ့တဲ့ရေသိမ်းလေးပထမဆုံးရေသိမ်းလေးနေရာပါပထမရေသိမ်းနေရာမှာအခုစတင်ပြီးတော့အခုငကေုံတဲတယ်ဆိုတာဓာတ်ပနဲ့ရိုက်တယ်လို့ပြောရင်လည်းမမှားပါဘူးဒေါသတွေမှန်ပြင်းတဲ့သူတွေလည်းဒေါသမှန်ကြပြီးတော့ဖခင်ရဲ့ဓမ္မနဲ့အတူငြိမ်းချမ်းတဲ့သဘောဖြစ်စေခြင်းလို့ဒီနေရာမှာကလပ်ကလေးတင်ပြီးလုံမှာပါဒီဝါးတွေကရှင်းပလိုက်မှာပါဒီနေရာမှာအနည်းဆုံးအမြင့်10ပေ12ပေအမြင့်12ပေနဲ့ကလပ်တော်အကျယ်22ပေရှိပါတယ်22ပေရှိတဲ့အဝိုင်းပေါ်မှာတင်မှာပါအဝိုင်းမဟုတ်ဘဲနဲ့သူရှစ်တောင်လုံမယ်လို့ဦးဇင်းတော့စဉ်းစားမိပါတယ်ဒီအပေါ်မှာကလတ်တော်မှာရှစ်တောင်ဒီနေရာတိုင်လာမှာပါကလတ်တိုင်ဘယ်လိုတော့ပေါ့ဝင်ရိုးပေါ့ဝင်ရိုးတိုင်မောကနေပြီးတော့မှ22ပေရှိတဲ့ရှစ်တောင်ပုံမကင်ရှစ်ပါးနဲ့အမြင့်12ပေရှိတဲ့စင်းတူတော်ငကယုံနဲ့ဆင်းနဲ့ငကယုံပုံတူနဲ့အတူဖះစင်းတူတော်ဓမ္မစကြာတရားဥဟန်းလို့ဦးဇင်းတော်အောက်မိထားပါတယ်ဒါတွေကအလူရှင်တွေလည်းရှိလာမှာပါညီသူပဲဘလောက်လူဝင်ရောက်ပြီးပေါဝင်နိုင်အောင်အခုလောဆယ်နောက်ပြဒီကောင်ကရေထဲမှာဖြစ်တဲ့အတွက်ဦးဇင်းရေသိမ်လည်းဖြစ်သွားငကယုံဖះရဲ့ကလတ်တော်နဲ့ဒီအောက်ကဒီမြေကြီးနဲ့မဆက်ထားပါဘူးလိုအပ်တဲ့အချိန်မှာပြန်ပြီးတော့ဆက်လို့ရအောင်တက်လို့ရအောင်လှေတကားနဲ့ခောက်တကားနဲ့လှုပ်ထားပြီးတော့ဒါမှတိထားမှာပေါ့တိစက်ကလေးထားပြီးပေါ်မှာဝင်လို့ရအောင်ဟိုပေါ်မှာလဲကလတ်တော်မှာအဝိုင်းပေါ်မှာဒီကလတ်အဝိုင်းပေါ်မှာပတ်လေဘေးကနေပြီးတော့လမ်းလျှောက်လို့ရအောင်ဈဉ္ညာလျှောက်လို့ရအောင်တရားထိုင်လို့ရအောင်ဥပုပ်ပြုလို့ရအောင်အဲ့လိုဦးဇင်းစီစဉ်ထားပါတယ်ပုံစံဒီဇိုင်းတော့နောက်ဆက်တင်ပါမယ်ဓမ္မမိတ်ဆွေသိစေချင်တာအခုဒီဝါးတွေဖြားပြီးတော့ဒီကဟိုဘက်ညီလည်းမထိခိုက်အောင်ချောင်းအလေကောင်းနေပြီးဦးဇင်းဘက်ကိုပါဒီနားမှာဒီအဝိုက်ပေါ့ဒါအရင်တော့ဦးဇင်းတို့ဒါတိမ်ဆင်းပြီးတော့ဒါဒီချောင်းအနှိမ်လေးကဒီကမှာဆင်းပြီးဦးဇင်းဥပုပ်ပြုတဲ့နေရာလေးပေါ့ဟိုအရင်တော့အဲ့မှာဥပုပ်ပြုရေထဲမှာဥပုပ်ပြုရတာအခုတော့ဦးဇင်းမှာလဲတိမ်လဲမေရိုကြီးတော့အင်းမြင့်ကြီးဟာစတင်ဆောက်ပြီးပြီသူ့ရဲ့မိခင်ကြီးမေရိုကြီးဒေါ်နီကိုရီမန်းပြီးတော့ဖခင်ကြီးဦးထွန်းကြီးအမှုထားပြီးတော့လူလန်းနဲ့တိမ်တော်လဲစနေပြီဆိုတော့ဦးဇင်းနေနဲ့လဲဦးဇင်းရောက်ခဲ့တာဆောက်ခဲ့တဲ့ဒါစိုက်ခဲ့တဲ့ဦးဇင်းကိုယ်တိုင်စိုက်ခဲ့တဲ့ဘဝပဲမှာဦးဇင်းသုံးမယ်စိုက်ပါတယ်ဒါတပင်ဟိုးမှတပင်ဒီနားမှာတပင်ရှိတယ်အဲ့ပင်ကတော့မပေါက်တာပေါ့မအောင်မြင်တာပေါ့အဲ့လိုဟိုးမှတပင်ဦးဇင်းအလုံးမသုံးမယ်စိုက်တယ်အဲ့ဒါဟိုးတောင်ပေါ်မှာယူလာခဲ့တာအဲ့ဘက်တောင်ဒီမှာတောင်ကုန်းလေးရှိတယ်အဲ့တောင်ကုန်းလေးယူလာဦးဇင်းတကယ်ကိုသုံးမြစ်ကိုဦးဇင်းစိုက်ခဲ့တာဦးဇင်းကျင်တတ်တယ်ဘဝလေးလည်းဖြစ်သွားတော့တကယ်တော့ဦးဇင်းထဲမှာအများဆုံးကတော့ထီယိုဝါတွေပါဒါတွေကတော့ဝက်နဲ့တွေပါဒီဝက်နဲ့တွေကတော့ခုတ်ရမှာဆိုတာအမှန်တော့ဒီနားမှာတိမ်ရှိပြီဆိုရင်အပေါ်မှာအောက်ပေါ့ငကယုံတိမ်ပေါ့လေငကယုံတိမ်လေးရှိပြီဆိုရင်ငကယုံဖျားနဲ့ငကယုံတိမ်ပေါ့နော်အဲ့ဒါလေးရှိပြီဆိုရင်ရေတိမ်လေးရှိပြီဆိုရင်အပေါ်မှာဒါတွေကဘေးရဟာတွေဒါတွေကခုတ်ထွင်ရှင်းလင်းပေါ့ဟိုဘက်မှာဦးဇင်းတော်လေးကြံပါသေးတယ်ဒါဦးဇင်းရဲ့နယ်အတွင်းမှာတော့ငကယုံဖျားနဲ့ရေတိမ်လေးကိုဦးဇင်းတိဆောက်တော့မှာပါလို့နောက်ပြီးကြတော့လှူရှင်တဲ့အလူရှင်တွေနဲ့သမီးလေးမတ်စင်မှုဖုန်းနံပါတ်29516948လမ်းပြီးဆက်သွယ်ပြီးလူရမ်းနိုင်ပါတယ်တခါကြီးဥဟန်သိန်းဆောက်လေပညာရှင်ကြီးရဲ့ဖုန်းနံပါတ်လည်းထည့်ပေးထားပါမယ်ဦးဇင်းတော့လောဆယ်တော့အခုဒီမှာပါမလားလို့ဦးဇင်းပြောခက်ပါတယ်တခါကြီးစီမှာလည်းလှမ်းရောက်ပြီးတော့လူနိုင်ပါတယ်တခါကြီးကတော့သူပဲအလုံးတောင်းယူပြီးလှုပ်သွားမယ်လို့ပြောပါတယ်ဆိုတော့သူကဒီမှာလာပြီးတော့ဦးဇင်းကိုကြောင်းဆောက်ပြီးအကျိုးမြတ်ကိုမယူစေနာကိုရှေ့တန်းထားလို့တဲ့သူဖြစ်ပြီးတော့သူကိုယ်တိုင်ငကယုံနေလဲတော်တကယ်ပြီတဲ့ဘာပြောဦးဇင်းကလည်းအခွင့်ရေးရဲ့အချိန်ခါရဲ့အကြောင်းတည်းအကုန်လုံးတိုက်ဆိုင်သွားတာဦးကသိတယ်လို့လှုပ်တတ်မယ်လို့လည်းမသိဘူးလို့ဆောက်ချင်တယ်လို့လည်းမသိဘူးကျန်တဲ့လူတွေသွားခိုင်းနေဆိုရင်လည်းဦးဇင်းတို့ခက်ကောင်းခက်မယ်တော်ပညာရှင်ဖြစ်တဲ့အတွက်ဦးဇင်းရေထဲမှာမလို့ပိုင်ရိုက်တာအခက်ခဲစဉ်းစားတာတခုပဲကျန်တာကတော့သူကအဆောက်သမားဆိုတော့မခက်တော့ရေးကြည့်ရအလားပါတဲ့ဘဝကအစွဲတွေကျွတ်စေဖို့ဦးဇင်းက
ငကယုံရေသိမ်းလေးဟာမြန်မာသမိုင်းမှာမရှိသေးဘူးဆိုရင်လည်းပထမဆုံးဖြစ်ပါလိမ့်မယ်လို့ပြောကြရင်ဒကာကြီးဦးဟန်သိန်းရဲ့ဆောင်ရွက်ချက်နဲ့ဓမ္မကိုမန်းသူစီတွေသိရအောင်ဦးဇင်းတင်ပြပြီးမှာပါသိန်းလူတော်စောက်ပြီးနေတဲ့စောက်လို့ရေးဒကာကြီးဦးဟန်သိန်းမှာဆိုတော့သူ့ရဲ့ဖုန်းနံပါတ်က913 913 3993 မှာဆိုတော့ဓမ္မမိတ်ဆွေတွေအနေနဲ့913 913သိန်းလူတော်ဆောက်လို့တောင်းယူတဲ့ဒကာကြီးဦးဟန်သိန်းဟာတကယ်ကိုစေနာကုသိုလ်ပါလို့အခုသူဆောက်ပြီးမဲ့သူ့အကောင့်ကတော့ဒါလေးနဲ့ပါပဲဒီပုံလေးပါပဲငကယုံမှာသူကဒါရိုးရိုးဘောစံပယ်နေတဲ့ဟန်တရားအထုတ်နေတဲ့စံဖြစ်ပြီးဦးဇင်းကတော့ငကယုံပေါ်မှာဓမ္မစကြာတရားဥဟောတဲ့ဟန်လို့ပဲဦးဇင်းကတော့အောင်းမိထားပါတယ်ဘာကြောင့်လဲဆိုတော့ဒေါသကြီးနေတဲ့လူတွေကိုဦးဇင်းအဆဲခံပြီးတရားပြသလိုအမားတွေကဓမ္မကိုအမှန်မြင်ပြီးတော့အားလုံးလွတ်မြောက်စေခြင်းလို့တင်ပြရင်ဒါဒကာကြီးဦးဟန်သိန်းရဲ့ဒါအကောင့်ပါသူကအကောင့်ဒါဓမ္မမိတ်ဆွေသိစေခြင်းလို့ပါသူကအဲ့လိုလူမျိုးလဲဖြစ်တော့သူ့ရဲ့ကုသိုလ်နဲ့စမှဖြစ်တဲ့အတွက်ဒါသူ့ရဲ့အလူငွေရန်ကုန်မြို့မှာနေထိုင်နေအိမ်အောင်ရှိတယ်ဆိုတာဒါဒကာကြီးဦးဟန်သိန်းမှာသူဆွဲမဲ့ပုံကတော့ဒါငကား၃កောင်ဖြစ်တော့လဲဦးဇင်းတို့တကောင်နဲ့လဲဖြစ်ကောင်းဖြစ်နိုင်တယ်၃កောင်ဆိုလဲလှတာပဲဦးဇင်းကတော့ဘာဖြစ်ဖြစ်သူတို့ဝင်းကြီးတော့အရာဘာမှအထူးမပြောလို့ပဲဒကာကြီးဦးဟန်သိန်းရဲ့ဖုန်းနံပါတ်913 913 913 913 3993 913ဟိုဖုံးဆက်ပြီးတော့မှလည်းအားလုံးလူနိုင်တန်းနိုင်ပါတယ်အလူခန္ဓာမဟုတ်ပေမဲ့ဘယ်လိုပြောမအောင်အလူအနေနဲ့မရှိလို့အလူခန္ဓာမဟုတ်ပဲတက္ကရာမတွေကိုပါဝင်စေခြင်းနဲ့စိတ်နဲ့ပါလို့သူကပြောပါတယ်ဦးဇင်းနဲ့ပတ်သက်ပြီးတော့လူနိုင်တဲ့သူလူနိုင်တော့လူရမလူရင်လည်းဘာမှမဖြစ်ဘူးလို့သူကဆိုလိုပါတယ်ဦးဇင်းအနေနဲ့ကတော့ဟောဒါအများအတွက်ခုနကပြောချင်တာတိမ်လဲဖြစ်တယ်ငကယုံဖျားလဲဖြစ်တယ်ဦးဇင်းတစ်ခါလဲရည်ထဲမှာဖြစ်တဲ့အတွက်သူများတွေကကန်တယ်လို့မဲ့ဦးဇင်းမှာချောင်းထဲမှာပဲတည်တဲ့ငကယုံတိမ်ပေါ့နော်ငကယုံဖျားနဲ့ရည်တိမ်အနေနဲ့ဦးဇင်းအောင်းမိလိုက်ပါတယ်ကလတ်တင်းပြီးတော့အပေါ်မှာအကျယ်လဲ22ปีကျဲပြီးတော့8000နဲ့မကင်8ပါးကိုရည်မှန်းပြီးတော့လူတန်းမှာပါဒါအတွက်လဲဒီဇိုင်းတွေထွက်လာအောင်ပါဘာပဲပြောဓမ္မမိတ်ဆွေသူတော်ကောင်းတို့အခုဒါသူစောင့်နေဥစ္စာဘေးတွေခွာနေပါပြီအကုန်လုံးလဲဘေးမရှိတော့ပါဘူးသိအောင်လို့အခုဒါလှုပ်ဆောင်နေနဲ့အတူဦးဇင်းတို့နေ့စဉ်နဲ့အမျှတင်ပြနေတာတစ်ခုပြီးတစ်ခုအချိန်တိုင်းမှာသာနာတော်အတွက်ကြိုးစားနေတဲ့သူတွေရဲ့ကုသိုလ်နဲ့အတူဦးဇင်းလည်းအသက်အားဖြင့်58 59 60တဲ့ရောက်တော့မယ်ရေရှည်တရားလေးနဲ့နေမယ်ဆိုရင်တိမ်လေးနဲ့ဖရာကြောင်းကန်လေးနဲ့ဘောကိုအမြဲတမ်းအားထုတ်ပြီးတော့လောကသဘာဝကဲရမယ်ဘဝထဲမှာအခုဆိုရင်ဒါဘီးသားတွေအကုန်လုံးဖြုတ်လိုက်ပါပြီဒါသူတို့ဆက်ပြီးတော့ဒါတိုင်နေလောက်ရတော့မယ်ဒါတခါကြီးဦးဟန်သိန်းရဲ့တပည့်တွေကမနီမနာကြိုးစားနေကြတော့ဓမ္မမိတ်ဆွေလည်းသိဆိုခြင်းလို့ဒါတစ်စင်းနဲ့တစ်စင်းမတူတော့ဘူးတရက်ပုံမိုးပြီးတော့အောင်မှုတွေရဲ့အောင်တတ်တွေရဲ့ဆောင်းပြီးတော့ခုနလိုအတိတ်ကံရှိတဲ့သူတွေလည်းနိဗ္ဗာန်ရောက်ဖို့အကြောင်းကိုတင်ပြရင်ဘုရားကွင်ဆရာတော်လည်းကိုတိတိမြတ်နဲ့ဓမ္မမြင်ဘဝအသင်ဖန်ဆင်းလောကထဲမှာအောင်မြင်ရှိဖြာနဲ့နေကြောင်းနေချစေဖို့ဟောကြားပေးပါမယ်လို့ပြောကြရင်ဦးဇင်းရဲ့သာနာပြုဆောင်ရွက်ချက်တွေကတစ်ခုဖြစ်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ဓမ္မမိတ်ဆွေတွေလှူခြင်းခုနကတခါကြီးဦးဟန်သိန်းရဲ့ဖုန်းနံပါတ်ကိုဆက်ကြပါသမီးလေးမတ်သဇင်မိုးကလည်းသူလည်းပါဝင်ပြီးတော့ဟန်ရဲ့သဇင်မိုးရဲ့ဆိုဟန်သိန်းရဲ့မတ်သဇင်မိုးရဲ့ဆိုတောက်ကြနန်နဲ့ဥတာဓာတ်ဦးဇင်းအကဓမ္မနဲ့ပေါ့လေဘင်းဆရာတို့ပြောရင်တော့ဓာတ်ကကင်းယူကြတယ်ပဲပြောလူတွေရဲ့ယုံကြည်မှုတွေပေါ်မှာပုဂ္ဂိုလ်တ attva မရှိတဲ့ဓမ္မအသိနဲ့ဆိုရင်အားလုံးကဓမ္မတွေပါဒါမဲ့လည်းဖြစ်စဉ်နဲ့အကြောင်းတရားကိုမူတည်ပြီးတော့အခုဆိုရင်ဒီဒကာကြီးဦးလာဝင်ကြောက်စင်းနန်းတော်လဲသူတို့ပြောပြထားလိုက်ပါတယ်ဘာလို့လဲဆိုတော့ကုသိုလ်ပါသိချင်တာပါမတတ်နိုင်လို့မဟုတ်ပါဘူးဆိုတော့သူတို့ပြောစကားတွေရှိလို့ဦးဇင်းကတင်ပြပေးတာပါအရေးကြီးတာကအတိတ်ကံนี่မကောင်းခဲ့လို့ဒါမှအကြောင်းတရားတွေရှိခဲ့လို့အဆက်တွေလို့ကိုယ့်ကိုယ်ယုံကြည်ရင်အစွဲဖြတ်တဲ့နဂယုံသိမ့်တော်ကိုလာရောက်ပြီးလှူဒန်းနိုင်ပါတယ်ပါဝင်နိုင်ပါတယ်လို့တင်ပြရင်ဘောရကိုင်းဆရာတော်ကတော့သိအောင်တင်ပြတာအလုပ်တွေလုပ်နေတယ်ဆိုတာပြောတာပါလူချင်းမလူချင်းနဲ့ဒကာရမတို့အတွက်ကျမ်းမာခြင်းချမ်းသာခြင်းတွေဆိုတာမေတ္တာပို့လျက်ရှိပါတယ်ဒကာကြီးဒကာမအနေနဲ့လည်းလိုအပ်တဲ့ဘဝပြည့်စုံတဲ့ဘဝထာဝရရောက်ပါသည်လို့ဆုတောင်းရင်နှုတ်ဆက်လိုက်ပါတယ်
အားလုံးချမ်းနိဗ္ဗာန်တွေ့ကဤမြချမ်းသာရှိပါစေ။